အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်ဘကိုးကိုသွားတဲ့ဘလိုလေးဖြစ်ပါတယ်။ငွားနေဘကိုးကိုမနက်9:00နာရီလောက်မှစပြီးတော့ခီးထွက်ခဲ့ကြပါတယ်။နေဆိုရရထားတော့လူကအိမ်မွားတွေမျက်နှာဖြစ်နေပါတယ်။တနင်္လာနေ့ကစီးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘကိုးမျိုးတွေကိုစောင့်ဝင်ပါပြီ။ကျွန်တော်တို့ဘကိုးကိုသွားတဲ့ရည်ရွယ်ချက်ကတော့ခုတလောဘကိုးမှာနာမည်ကြီးနေတဲ့ကိုရီဆိုင်ကိုတော့စားချိုင်းနဲ့ဘကိုးမျိုးကလည်းပတ်စရာတွေလည်းပြောမှာဖြစ်ပါတယ်။ကိုရီခေါ်တဲ့ဆိုင်လေးက social link နဲ့လမ်းထဲမှာရှိတာပါ။ဆိုင်နာမည်လေးကမြေကျူကျူဖြစ်ပါတယ်။အားလေးကဆိုင်တွင်းမိုင်းလေးပါ။စားခဲ့တာကကိုရီခေါက်ဆွဲကိုဝန်နိုင်ရုံနဲ့စားခဲ့ပါတယ်။ပြီးတော့ဒီဆိုင်မှာနာမည်ကြီးတဲ့ချက်ကောင်းချင်းကိုလည်းစားကြည့်ခဲ့ပါတယ်။သူ့ရဲ့ကိုရီခေါက်ဆွဲရတာကတော်တော်လေးစားလို့ကောင်းပါတယ်။သူ့စီကငပီတောင်းကတော့အသက်ပေါ့နော်။ကျွန်တော်တို့စားတော့ပြီးတော့ပထမဦးဆုံးတွားဖြစ်ခဲ့တဲ့ဘုရားကတော့ဘကိုးမျိုးရဲ့ချက်တည်ရေးဆောင်ဘကိုးရွှေမော်တော်ဘုရားပဲဖြစ်ပါတယ်။ငယ်တော့လာရင်ဒီပင်လေးအောက်မှာထိုင်ပြီးတော့ဓာတ်ပုံတွေကြထမင်းလေးစားကြ။ရွှေမော်တော်ဘုရားနေပြန်มาတော့ကျွန်တော်တို့ရွှေသားလျောင်းဘုရားဘက်ကိုတွားခဲ့ပါတယ်ရလည်းပူပွားကြီးဆိုတော့အိမ်ပြန်လက်ဆောင်တွေဝယ်ဖို့ရွှေသားလျောင်းဖျားချင်းမှာရှိတဲ့ဈေးတက်နေဘက်ကိုရှောက်ကြည့်ပါမယ်။ဒီကတော့ကျွန်တော်တို့ဘကိုးရောက်ရင်အိမ်ကိုဝယ်သွားနေကြကောင်းချင်းတုံးနဲ့ပြရည်တို့ပဲဖြစ်ပါတယ်။နောက်ထပ်ဖျားတဆူကတော့ရွှေကူလေးစီဖြစ်ပါတယ်။ရွှေကူလေးစီရီအတွင်းပိုင်းမှာရှိတဲ့တခြားကိုခဲ့ထားတဲ့ဘုရားစီရီတွေဖြစ်ပါတယ်။အရန်တပ်ပဲပို့ကောင်းပါတယ်။ပြီးတော့ဘကုံကနေအိမ်ပြန်လက်ဆောင်မပါမဖြစ်တစ်ခုဖြစ်တဲ့ဘကုံငချင်ကိုလည်းကျွန်တော်တို့ရွှေကူလေးစီရီမှာပဲဝယ်ခဲ့ပါတယ်။ကျွန်တော်တို့ဝယ်ခဲ့တဲ့ဆိုင်ကတော့အမေကပါဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ဆိုင်လေးကတန်ရှင်းတရက်ပြီးတော့စေတနာပါပါနဲ့အမြည်တွေအများကြီးလဲကျွေးပါတယ်So nice. အဲ့ဒီလေပူပါကြီးဆိုတော့ကော်ဖီတောက်ချင်နေရတယ်ဘကိုးမျိုးကကော်ဖီဆိုင်လေးတစ်ခုဖြစ်တဲ့ Boundary Cafe မှာကော်ဖီကိုတောက်ခဲ့ကြပါသေးတယ်ဆိုင်လေးကတန်ရှင်းတည့်ရပြီးတော့တခြားစားတောက်တွေလည်းအများကြီးရတဲ့အပြင်ဓာတ်ပုံရိုက်ဖို့နေရာတွေလည်းရှိပါတယ်အပြန်မှာတော့ချိုက်ပေါ်စီဒီတော်ကိုလည်းဝင်ရောက်ပူမြောက်ခဲ့ကြပါသေးတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။